အများကြီးတတိယဖြစ်သွားစေတဲ့အတွက်ကျေးဇူးတင်တယ်ပြီးတော့အသက်ကွဲနေတဲ့တကယ်ကြီးကိုခွန်အားပေးရတဲ့တတိယပြဆရာကြီးလုပ်ရတဲ့ချင်းလေးပါနားဆင်ပေးပါအားလုံးပဲဒါကျွန်တော်ရဲ့နောက်ပိုင်းစီစဉ်လေးတွေဆိုတော့သူတို့ဒီနားလေးမှာနီးနီးကက်ကက်တွေချစ်ချစ်ခင်ခင်ချစ်ချစ်နာနာကျွန်တော်တို့ရပါတယ်လူဆိုတိုင်းချိန်မရှိရတယ်သူမင်းနဲ့မပတ်သက်ချင်တာလေမင်းသိပါတယ်တကယ်ချစ်ရင်ပြန်လာမှာပေါ့နေနေသူတို့မစိတ်ချနိုင်မင်းလည်းကိုယ်တော့ 1, 2, 3လူဆိုတိုင်းမှချင်ရှိရတယ်Soဖြစ်ဘူးတကယ်ချင်းပြင်ချင်ခဲ့ပြီးပြီပဲ Say so like that now money Are you ready? You're not even praying train out there so You're all you take my dream from good so You're so you want to live it You yet don't really know
ကြီးတင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့အခုလိုမျိုး